ပြောင်းလဲဖို့အချိန်တန်နေပါပြီကျေးဇူးပြုရဲ့နောက်ဆက်မှာမကြခင်မှာပဲပြောင်းလဲမှုယထာကြီးဟာစတင်ထွက်ခွာလာတော့မယ်ဆိုရင်ကြောက်ပေါ့ပေါ့ခံကျင်းလာ။နိုင်မှာပါပဲ။အဲ့ဒါနဲ့နေပြီးတော့တစ်ဖက်ကနေပြီးနောက်ဆုံးအပြီးသားကမှတက်ပြီးတော့ဒါကကိုးသွင်းသွားလို့တရေပြည့်ပြည့်ရှုံးတာပြည့်ပြည့်ဟိုဘက်ကကိုးနဲ့မသွင်းနိုင်ဘူးဆိုအဲ့ဒီခါကျလူဖတ်။ဒါကျွန်တော်တို့ကဘာလို့ကလည်းအချက်ပြောင်းလဲဖို့အချိန်တန်နေပါပြီချင်းလိုက်မယ်ပေါ့အမရီဟာစိတ်သက်သက်တယ်ပါကြကလွဲသပင်ကောင်းနေတဲ့စာနဲ့အတူတူပဲဒါဒီစကားကဒီနေရာမှာသုံးဖို့ပါတယ်ပဲဗမာရဲ့စိတ်သက်ကမဟုတ်တဲ့နေရာတွေတွားပြီးတော့နေတကယ်နေရာတွေကျအကုန်မချဟလားဗမာပြည်တနေ့တူတောင်းရေးလောက်တဲ့နေရာတွေမှာအကုန်မချခြင်းကိုဗမာချင်းချဖို့မလုပ်ချင်နဲ့ဟလားအဲ့ဒါမျိုးတွေလုပ်ချင်တယ်ဒါမျိုးတွေလုပ်ချင်လို့ဘယ်တော့မှအကျိုးမရှိဒီတိုင်းပြည်ဘယ်တော့မှပြန်လဲမတူတောင်းနိုင်ဘူးဒီတိုင်းပြည်ဘယ်တော့မှမလွတ်နိုင်ဘူးလွတ်နိုင်ရင်လည်းဘယ်တော့မှကြာလည်းလွတ်နိုင်ရင်မဖြစ်နိုင်အဲ့ဒီတော့ကာကဒီတော့ကျွန်တော်တို့အဲ့ဒီစိတ်ဓာတ်မျိုးကိုလုံးဝချောက်ပြစ်ဖို့လိုတယ်ကျွန်တော်တို့ကအားလုံးပဲလို့ပြီးတဲ့အထိနောက်ဆုံးနေ့ပြီးတဲ့ဒီမဲ့ကျုံးမဲ့ခင်းပြီးဖြစ်စေအိမ်မဲ့ခင်းပြီးဖြစ်စေတော့တန်းသွင်းနေကျွန်တော်တို့
ဖို့အချိန်တန်နေပါပြီ